ကဲဘာလေးတွေလဲဒါတွေကတော့မကြီးသေးလေးပါရှင့်เนาะအဲ့တော့ချွေးနဲ့အញ្ញမ်းနံနေတဲ့လူတွေဂျိုင်းချွေးနဲ့အញ្ញမ်းနံနေရမ်းစိတ်ညစ်ရတယ်ဥပမာကောင်းလေးပဲဖြစ်ဖြစ်ကောင်းမလေးပဲဖြစ်ဖြစ်လူကြားထဲသွားမယ်ဆိုရင်ဂျိုင်းလေးမြောက်လိုက်တာနဲ့ကွာချွေးနဲ့နေရမ်းနံနေဆိုဘေးကလူနှာခေါင်းရှုံတယ်ကိုရှက်ရတယ်ပေါ့နော်အဲ့လိုမျိုးဂျိုင်းချွေးနဲ့နေရမ်းနံတဲ့လူတွေကဟာလိုမျိုးဒါတဘာဝရဲ့အနှစ်သာရပေါ့နော်မကြီးသေးလေးဖြစ်ပါတယ်အဲ့ဒီမကြီးသေးလေးကိုကျမတို့ဂျိုင်းနဲ့ကိုပုတ်ထားလို့လည်းရတယ်เนาะရေမချိုးခင်လေးဂျိုင်းလေးကိုပုတ်လိုက်လည်းရတယ်အဲ့လိုမှမဟုတ်ဘူးအဲ့လိုတွေကအလုံးရှုပ်ပါတယ်ကျွန်တော်တို့ကျမတို့ကမလုံနိုင်ဘူးပေါ့အဲ့ဒါမျိုးဆိုရင်မမမူတို့ဒီလက်လက်ကထုတ်ထားတဲ့မကြီးသေးရေချိုးဆက်ပြရှိတယ်သူကကျတော့ပိုးပြီးတော့ကောင်းတယ်ပါဘာလို့လဲမကြီးသေးတစ်ခုလည်းထည့်ထားတာမဟုတ်ဘူးကွာဒီထဲမှာပြားရည်တို့ဗီတာမင်စီတို့နောက်တစ်ခုကကောလာဂျင်လေးပါထည့်ပေးထားတယ်ပေါ့နော်မကြီးသေးမဲ့ရေချိုးဆက်ပြတဲ့ကောလာဂျင်လေးထည့်ပေးထားတယ်နောက်တစ်ခုကအသားရည်တော့ကောင်းတယ်နောက်ထပ်ရန်ကောင်းတဲ့ဟာလေးတွေထည့်ပေးထားတာရှိသေးတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးမကြီးသေးမဲ့နော်မကြီးသေးမဲ့ရေချိုးဆက်ပြလေးကိုသုံးလိုက်မယ်ဆိုရင်တခြားလေးပုတ်တိုက်ပြီးတော့မှချိုးပေးပါเนาะတခြားလေးပုတ်ပြီးတော့ကိုဂျိုင်းချွေးနဲ့နန်တဲ့သူကအဲ့လိုမျိုးဂျိုင်းလေးကိုဂျိုင်းလေးကိုတခြားလေးတာပုတ်ပေးเนาะဂျိုင်းချွေးနဲ့တက်တာချောင်းကိုလုံးဝ 100% အာမခံတယ်ဂျိုင်းချွေးနဲ့နန်လားဆိုတော့မဟုတ်ဘူးတခြားပေါ့เนาะတခြားတော့အနက်လူအိုနန်လည်းဖြစ်ဖြစ်ကျမတို့ကြတော့ကလေးရမေဆိုတော့ကလေးနှုတ်တိုက်ရတယ်အဲ့လိုကလေးနှုတ်တိုက်လို့နန်နဲ့အနံပဲဖြစ်ဖြစ်နန်နဲ့အရာပဲဖြစ်ဖြစ်ပေါ့เนาะကိုယ့်ရဲ့ခန္ဓာကိုယ်ကထွက်တဲ့เนาะကိုယ့်ရဲ့ခန္ဓာကိုယ်ကထွက်တဲ့အနံ့ဆိုးမှန်တဲ့မြောက်တက်တာစီတာဒီမကြီးလေးမဲ့ရေချိုးဆက်ပြားလေးကကြတော့เนาะအရန်ကိုတက်တာစီတာเนาะအဲ့တော့ဒီမကြီးလေးရေချိုးဆက်ပြားလေးကကြဘလောက်တွေတောင်ကောင်းတယ်လေလို့မေးကြည့်လိုက်ဒီရေချိုးဆက်ပြားထုတ်လို့ကိုမနိုင်ဘူးအခုကျမတို့ဆိုကလေးရမေနှုတ်တိုက်ရတယ်ဆိုဒီလိုမျိုးအကြိုကြားတွေရဆိုကျမတို့ပွတ်တိုက်တယ်ဒါဆိုရင်ကျမတို့နာကတ်တာနဲ့နှုတ်ညီနဲ့မနံဘူးเนาะနှုတ်ညီနဲ့မနံဘူးနောက်တစ်ခုကဒီမကြီးလေးရဲ့ဟာလေးကဘာတွေတက်တာစီလို့ဆိုရားနာသမားတွေပွေးဝဲရာနာရှိတဲ့လူတွေမြင်းရှိတဲ့လူတွေဒါလေးကိုတိုက်ပေးတဲ့တယ်နောက်တစ်ခုစီးချိုသမားတွေเนาะစီးချိုသမားတွေကရေပြားရားတာရန်နာတွေဖြစ်တတ်တယ်အဲ့လိုမျိုးရေပြားရားတာရန်နာတွေဖြစ်လို့ရှိရင်သူတို့ကကုတ်လိုက်လို့ရှိရင်အနာဖြစ်သွားမယ်အဲ့ဒီအနာကမပြောင်းနေတော့ဘဲနဲ့6တွေလက်တွေဖြတ်ရတာရှိတယ်စီးချိုရှိတဲ့လူမှန်တယ်များသည်ဟာဒီမကြီးရေချိုလေးကိုသုံးပေးရမှာเนาะဒါဆိုလို့ရှိရင်တို့ဒီအသားရားတာရန်နာမဖြစ်တော့ဘူးစီးချိုသမားတွေလည်းအရန်ကြိုက်တယ်ဟာဒီမကြီးရေချိုကထုတ်လို့တော့မနိုင်ဘူးပေးရင်အိမ်မှာเนาะအဲ့တော့ကိုယ့်အိမ်မှာကိုရိုးမကြီးသေးလေးလုပ်ရင်လည်းရတယ်အလုံးရှုပ်ခံနိုင်ရင်လုပ်လို့ရတယ်အလုံးရှုပ်မခံနိုင်ဘူးဆိုရင်တော့ဒီလက်လက်ကထုတ်ထားတယ်မကြီးသေးမဲ့ရေချိုးဆက်ပြားလေးကိုပဲသုံးပြီးလို့ရတယ်ဂျိုင်းချွေးနဲ့နေနန်းနာတွေတက်တာမယ်နောက်တစ်ခုကကြတော့ဒီဟာလေးကိုမကြီးသေးရေချိုးလေးတာပုံမှန်သုံးမယ်ဆိုရင်အသားလေးတွေဝင်းလာစေပါတယ်ရှင့်เนาะကြီးပန်းဦးတွေကြီးစလုံးတွေစတဲ့ဖြစ်เนาะအဲ့ဒါတွေကိုကျမတို့ဘာနဲ့ပဲပုတ်တိုက်ရတာမကြီးသီးနဲ့ပုတ်တိုက်ရတယ်ဒီလိုမျိုးမကြီးသီးနဲ့ပဲပုတ်တိုက်ရတာဖြစ်တယ်အဲ့ဒီဟာမှာကြီးတွေရမ်းပြောင်သွားတဲ့နမူနာသိတယ်မလားအဲ့တိုင်းပဲကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ကြီးတွေဒီဟာဒီမကြီးတွေကနေခွာချပလိုက်တာအဲ့ဒီတော့ကျမတို့အသားရည်လေးတွေဒီကြာစီဆိုရင်ဖြူလာနိုင်တယ်ဖြူခြင်းတဲ့လူမှ3ပါအနက်ကြောက်ခြင်းတဲ့လူမှ3ပါ